မိတ်ဆွေတို့ရေကျမတို့တွေကိုဦးစားပေးဖို့မေ့နေတတ်ကြတာဘယ်တော့ကလေးကလဲဟုတ်ပါတယ်ကျမတို့တွေတော်တော်များများကမနဲ့အိယာထားတာနဲ့ဘသူကိုကူညီပေးရမလဲဘသူအတွက်ဘာတွေလုပ်ပေးရမလဲဆိုပြီးတော့စဉ်းစားမိနေတတ်တယ်ပြီးတော့လူတိုင်းအတွက်နေရာတွေဖွင့်ပေးရင်းနဲ့တဖြည်းဖြည်းကိုဦးစားပေးဖို့မေ့လာတတ်ကြတယ်တခြားသူတွေနဲ့ရှင်ရင်လေကိုနောက်ဆုံးမှထားမိလာတတ်ကြတယ်ဒီလိုနေလာရင်းနဲ့ပဲရက်တွေသာကြာသွားတယ်လတွေသာကုန်သွားတယ်နှစ်တွေသာပြောင်းသွားပြီမဲ့ကျမတို့တွေကိုပထမနေရာမှာဦးစားပေးဖို့အချိန်တစ်ခဏလေးတောင်မပေးနိုင်ခဲ့ကြပါဘူးဒါဟာဘာကြောင့်ဖြစ်ရတာလဲတခါတည်းရမှာကျမတို့တွေတည်ယူလာခဲ့ရတဲ့အတွေးခေါ်တွေကြောင့်ဖြစ်တတ်ပါတယ်အမြဲတမ်းသူများကိုအရင်စဉ်းစားပေးရမယ်အားလုံးကိုပြည့်စုံအောင်တတ်နိုင်သမျှဖြည့်ဆည်းပေးရမယ်ဆိုတဲ့အတွေးခေါ်တွေတင်ဟာမိခင်ကောင်းတယောက်ဖြစ်ဖို့အတွက်သားသမီးတွေအပေါ်ခင်မွန်းအပေါ်မှာအမြဲတမ်းအနစ်နာခံဖြည့်ဆည်းပေးရမယ်တင်ဟာဝန်ထမ်းကောင်းတယောက်ဖြစ်ဖို့အလုပ်စိတ်ဓာတ်အပြည့်ရှိရမယ်အလုပ်ကိုသာဒီဇိုင်းမမတ်စ조사နေရမယ်ဆိုတဲ့လူမှုရေးရဲ့ဖိအားတွေကြောင့်ကိုဦးစားပေးဖို့အချိန်မရှိဖြစ်လာတတ်ကြပါတယ်ဒါအပြင်ကိုယ့်အတွက်ကိုအချိန်ယူတာအတ္တကြီးတယ်လို့ခံစားရတယ်တကူကောင်းဆန်တယ်လို့ခံစားရတယ်ပြီးတော့ငါမလုပ်ရင်ဘယ်သူလုပ်မှာလဲဆိုတဲ့စိုးရိမ်မှုငါဟာသူတို့အတွက်မလုံလောက်သေးပါဘူးဆိုတဲ့ခံစားချက်တွေကြောင့်ကိုယ်တိုင်အချိန်ပေးဖို့ကိုဂရုစိုက်ဖို့အချိန်တွေရှားပါလာပါတော့တယ်ဒီလိုနေထိုင်တာရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာသက်ရောက်မှုတွေရှိပါတယ်ရုပ်ပိုင်းဆိုင်ရာဘယ်လိုသက်ရောက်မှုတွေရှိတယ်လဲဆိုရင်တော့ညဘက်တွေမှာစိုးရိမ်စိတ်တွေကြောင့်အိမ်မပျော်တာဖြစ်တတ်ပါတယ်လေပင်ပခုံးခါစတဲ့ချွတ်သားနာကျင်မှုတွေမကြာခဏဖြစ်လာတတ်ပါတယ်ပြီးတော့အေးမိတာတွေမကြာခဏဖျားနာတာတွေဖြစ်လာတတ်ပါတယ်ကိုယ်တိုင်စိတ်ဖိစီးလာတဲ့အခါမှာအလွန်အကျွံစားတာဒါမှမဟုတ်ရင်အစာစားခြင်းစိတ်လုံးဝမရှိတော့တာတွေကြုံရတတ်ပါတယ်စိတ်ပိုင်းဆိုင်ရာလက္ခဏာအနေနဲ့စိတ်ဓာတ်ကျတာတွေကိုတန်ဖိုးမရှိဘူးလို့ထင်တာတွေခံစားလာရတတ်ပါတယ်ပြီးတော့စိုးရိမ်ပူပန်မှုများတဲ့အခါမှာနှလုံးခုန်မြန်တာအသက်ရှူမဝတာတွေကြုံလာရတတ်ပါတယ်တခါတရံသေးငယ်တဲ့ကိစ္စလေးတွေအတွက်တောင်ဒေါသထွက်လွယ်တာမျိုးကိုလုံးနေတဲ့အလုပ်ကိုအာယုံဆူဆိုင်ဖို့ခက်ခဲလာတာမျိုးတွေကြုံလာရတတ်ပါတယ်ဒါဆိုရင်ကျမတို့တွေကိုဘယ်လိုဂရုစိုက်ကြမလဲဘယ်လိုဦးစားပေးရမလဲဘယ်ကနေစရမှာလဲဒီစကလုံးကြားလိုက်တာနဲ့အားလည်းရခီးရှည်ထွက်လိုက်တာအလှကုန်စေးကြီးပစ္စည်းတွေသုံးတာတွေနဲ့မြင်တတ်ကြပါတယ်တကယ်တော့အဲ့ဒါတွေထက်ပိုပြီးတော့ရိုးရှင်းပါတယ်ကိုဂရုစိုက်ခြင်းက
ကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကိုယ်နားလည်ပေးပြီးတော့ဂရုစိုက်ပေးတဲ့အပြုအမူတသေးလေးတွေပါပဲနံပါတ်1အခြေခံအကျဆုံးအနေနဲ့ကိုယ့်ရဲ့ကျန်းမာရေးကိုဂရုစိုက်ခြင်းပါတရက်လုပ်ငန်းဆောင်တာတွေနဲ့အချိန်မရနိုင်အောင်ဖြစ်နေရင်တော့မှအာဟာရရှိတဲ့အစားအသောက်တွေကိုစားဖို့မမေ့ပါနဲ့ပြီးတော့ရေလည်းအလုံးလောက်တောက်ဖို့မမေ့ပါနဲ့ဒီနေ့ဒါပင်မနှွမ်းနေတဲ့အခါမှာအေးဝဝအိတ်ဆက်ဖို့လည်းမမေ့ပါနဲ့နော်ဒါအပြင်တရက်ကိုလက်လှူရှာမှုပုံမှန်လေးလည်းပြုလုပ်ပေးပါဒီအရာလေးတွေကအချိန်ခဏတာလေးတွေမှာအကျိုးရလဒ်မသိတာပဲမဲ့အချိန်တွေကြာလာတဲ့အခါမှာကိုယ့်ရဲ့ကျန်းမာရေးကိုတကယ်အထောက်အကူပြုတဲ့အလေးချင်းကောင်းလေးတွေဆိုရင်လည်းမမှားပါဘူးဒုတိယချက်အနေနဲ့ကတော့ကျမတို့တွေရဲ့စိတ်ခံစားချက်တွေကိုနားထောင်ပေးပြီးဂရုစိုက်ခြင်းပါကိုမှန်ထဲမှာကြည့်သလိုကျမတို့တွေရဲ့စိတ်ခံစားချက်တွေကိုလည်းပုံမှန်ပြန်ကြည့်ပေးဖို့မမေ့ပါနဲ့ဥပမာကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုမှတ်တမ်းစာအုပ်ထဲမှာချရေးတာမျိုးကိုယ့်ရဲ့စိတ်ကိုတည်ငြိမ်နိုင်ဖို့အတွက်အေးချမ်းမှုရစေဖို့အတွက်မိနစ်အနည်းငယ်ခန့်တရားထိုင်တာမျိုးတွေပြုလုပ်ပေးလို့ရပါတယ်ဒါအပြင်ကိုနှစ်သက်တဲ့ဂီတသီချင်းနားထောင်ခြင်းကိုနှစ်သက်သဘောကျတဲ့ဘယ်အရာမဆိုစိတ်အပန်းဖြေစေဖို့အတွက်ပြုလုပ်ပေးလို့ရပါတယ်နောက်ဆုံးတစ်ချက်ကတော့လူမှုဆက်ဆံရေးနယ်ပယ်မှာကိုယ့်ရဲ့ limit ကိုသတ်မှတ်ခြင်းပါကိုလုံးနိုင်တာထက်ပိုပြီးတော့တောင်းဆိုလာတဲ့အခါယဉ်ကျေးစွာလိမ္မာပါနတ်စွာညှင်းဆိုတတ်အောင်လေ့ကျင့်ပါပြီးတော့အစိတ်အတောက်ဖြစ်စေတဲ့ဆက်ဆံရေးတွေကိုတဖြည်းဖြည်းနဲ့ဖြတ်နိုင်အောင်ကြိုးစားယူပါဒီຢာတွေကကိုယ့်ရဲ့စွမ်းအားကိုအကျိုးမရှိတဲ့နေရာတွေမှာမလိုအပ်တဲ့နေရာတွေမှာမသုံးမိအောင်ကန့်သက်ခြင်းပါပဲမိတ်ဆွေတို့ရေကျမတို့တွေမှာလှုပ်ရှားတွေအမြဲရှိနေကြမှာပါကျမတို့ကိုလည်းလိုအပ်နေတဲ့သူတွေအမြဲရှိနေပါလိမ့်မယ်ဒါပေမဲ့ကျမတို့တွေကိုဦးစားပေးဖို့ကိုဂရုစိုက်ဖို့မမေ့ပါနဲ့နော်ကိုဂရုစိုက်တာဟာကိုယ့်ရဲ့ခန္ဓာကိုကျေးဇူးတင်တဲ့အနေနဲ့ပြုစုဆောင်ရှောက်တာပါကိုယ့်ရဲ့စိတ်ကိုချစ်မြတ်နိုးတဲ့အနေနဲ့နားခွင့်ပေးတာပါကိုယ့်ရဲ့တသက်တာခရီးအတွက်လောင်စာဖြည့်တာပါဒါကြောင့်မို့လို့တရက်ပြီးတရက်ကိုနည်းနည်းချင်းစီပြန်ပြီးဂရုစိုက်ပေးပါရက်တစ်ပတ်အတွင်းမှာပဲကြွားချချက်ကိုမိတ်ဆွေတို့ခန်းစားလာမိပါလိမ့်မယ်အခုလိုမျိုးကျန်းမာပျော်ရွှင်တဲ့ဘဝနေထိုင်မှု healthy lifestyle နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုဝေမျှပေးသွားမှာမို့ဒီ page လေးကို like and subscribe လုပ်ခဲ့ပေးပါအောင်နော်